ထုတ်ပြန်ချက်အရရေနံဘတ်တွေကိုနှစ်နဲ့စားလို့ပြန်ရင်စုံကနန်းဖြစ်ပြီးနှစ်နဲ့စားလို့အတွင်းကျန်ရင်မာကနန်းဖြစ်သတ်မှတ်မှာပဲဖြစ်ပါတယ်အထူးသဖြင့်ဆိုင်ကယ်တွေကိုစုံမခွဲခြားရမှာတော့နံပါတ်ကြောက်က W ရှိမှရှိရဲ့ကနန်းကိုသာအတီးရမှာဖြစ်ပါတယ်များသောအားဖြင့်ပေါ့ဆိုင်ကယ်နံပါတ်ဒီမှာပေါ့ယူဆရေးကွဲလဲနေရရှိရပေါ့အားလေးတော့တော်တော်များများကျွန်တော်တို့ပြောရတယ်ဗျဆိုင်ကယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့က53ရပ်ပလက်ဆိုလို့ရှိရင်နောက်ကအခရာနဲ့ကတ်တဲ့ကနန်းနောက်ကနန်း3ကိုရွယ်ဗျ52ရပ်ပလက်ဖြစ်မယ်ဆိုရင်အခရာနဲ့ကတ်တဲ့ကနန်းနောက်ကနန်း2ကိုရွယ်ဗျကျမတို့ပြည်သူတွေစုံမကိစ္စနဲ့တိုင်ပတ်လို့မဝသေးခင်ပါပဲမနေ့ဖြန်12ရက်နေ့ကစပြီးကျူဟာကိစ္စနဲ့ထပ်ပြီးတော့တိုင်ပတ်ကြရပါဦးမယ်ကျမတို့မနေ့ဖြန်12ရက်နေ့ကစပြီးတော့မှကျမတို့ရင်တွေကိုကျူဟာပေါ့နော်ကျမတို့ဝီတက်တေမှာပါတယ်ကျူဟာနဲ့ပဲစီရောင်းပေးတော့မယ်ပေါ့နော်73စီမပြတ်လက်စေရန်နဲ့73စီအမှန်တကယ်လိုအပ်သူများအဆင်ပြေချုံးမိစွာဝယ်ယူရရှိနိုင်ခြင်းရွယ်ပြီးတယ်လီဖုန်း application ကိုအသုံးပြုပြီးစစ်စစ်ရောင်းချမှုများဆောင်ရွက်သွားမှာဖြစ်ပါတယ်ပရိသတ်ကြီးရှင်ကိုပိုင်ကားနဲ့ဆိုင်ကယ်တွေကိုစုံမရဲ့လိုက်ခွဲခြားစီနေရမှာပြည်သူတွေအကြအငြင်းပွားနေတဲ့ဆိုင်ကယ်နံပါတ်သတ်မှတ်ချက်ကိုမြို့သားကာကွယ်ရေးလုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတိကျစွာထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ထုတ်ပြန်ချက်အရရေနံဘတ်တွေကိုနှစ်နဲ့စားလို့ပြန်ရင်စုံကနန်းဖြစ်ပြီးနှစ်နဲ့စားလို့အတွင်းကျန်ရင်မာကနန်းဖြစ်သတ်မှတ်မှာပဲဖြစ်ပါတယ်အထူးသဖြင့်ဆိုင်ကယ်တွေကိုစုံမခွဲခြားရမှာတော့နံပါတ်ကြောက်က W ရှိမှရှိရဲ့ကနန်းကိုသာအတီးရမှာဖြစ်ပါတယ်ဥပမာအဖြစ်56 W ဆိုရင် W ရှိကစောက်ကနန်းကိုကြည့်ပြီးစုံရမှသာစီးနေကိုရရှိမှာဖြစ်ပါတယ်။လက်ရှိမှာတော့ရင်တရင်တပ်ဖွဲ့အပါအဝင်ဘူပောင်းဖွဲ့တွေကလမ်းမတွေပေါ်မှာအသိပညာပေးလုပ်ငန်းတွေကိုမတ်လ23ရက်နေ့အထိဆောင်ရွက်သွားမှာဖြစ်ပါတယ်။အသီးသီးကာလကျော်လွန်လို့တမတ်ချက်ကိုဖောက်ဖျက်ကျူးလွန်တဲ့ရှင်မောင်းသူတွေကိုတော့ဒီသေးဝေရထောင်နဲ့တလားဒါမှမဟုတ်တန်ငွေကျပ်2000ကျခံရမှာဖြစ်တယ်လို့သိရပါတယ်။ဒါဟာရှေ့လေပိုင်းစီးပရိပခရင်ကြောင့်လောင်စာစီတင်သွင်းမှုလမ်းကြောင်းမှာအတားအဆီးတွေဖြစ်ပေါ်နေတာကြောင့်73စီဂျူးတန်ချွေတာနိုင်မှုအတွက်စီကန်ချက်တွေထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ဒါချင်း73စီတွေကိုမတရားတစ်ပြေဝယ်ယူစုဆောင်းတာနဲ့ဈေးနှုန်းမြင့်တင်ရောင်းချတာတွေကိုလည်းလုံးဝမပြုလုပ်ဖို့အသိပေးထားပါတယ်။ဒါကြောင့်မိမိတို့ရဲ့ဆိုင်ကယ်နံပါတ်တွေကို W ရှိကနန်းနဲ့တေချာစစ်ဆေးပြီးမှအရင်ထွက်ကြဖို့တိုက်တွန်းရင်းနဲ့တင်ဆက်လိုက်ရပါတယ်ရှင်။မော်တော်ယာဉ်နံပါတ်စုံမခွဲခြားအသုံးပြုရန်ထုတ်ပြန်ထားချက်နဲ့ပတ်သက်ပြီးပြည်သူများရှင်းရှင်းလင်းလင်းသိရှိနားလည်ပြီးလိုက်နာဆောင်ရွက်နိုင်ရန်မုံရောင်မြို့မှာအသိပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ပညာပေးကာလတော့9နှစ်ကနေပြီးမှ73နှစ်ထိသတ်မှတ်ထားပါတယ်ဗျ။ဒီ9နှစ်ကနေ73နှစ်ကြားထဲမှာတော့ပြည်သူတွေဒီစုံမနဲ့ပတ်သက်ပြီးမှနားလည်မှုလွဲနေရလေးတွေမသိရလေးရှိတာတော့ကျွန်တော်တို့ကဒီလိုမိုဘိုင်းကွင်းဆင်းပြီးမှလိုက်လံပြီးရှင်းပြတာပါဗျဟုတ်ကျွန်တော်တို့မိုဘိုင်းကွင်းဆင်းတဲ့နေရာကတော့ဘုံချုံလမ်းရှိမယ်ဗျပြည်တော်လမ်းရှိမယ်ဗျကြောက်ကန်လမ်းအဓိကမိန်းလမ်းမကြီး3ခုတော့လိုက်လံရှင်းပြနေပါဗျဟုတ်ကျွန်တော်တို့မြို့နယ်ဆင်ဌာနဆိုင်ရာပါတယ်ဗျခရိုင်ဆင်ဌာနဆိုင်ရာအကုန်လုံးပါပါတယ်ဗျဟုတ်များသောအားဖြင့်ပေါ့ဆိုင်ကယ်နံပါတ်ဒီမှာပေါ့ယူဆရေးကွဲလဲနေရရှိရပေါ့အားလေးတော့တော်တော်များများကျွန်တော်တို့ပြောရတယ်ဗျဆိုင်ကယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့က53ရပ်ပလက်ဆိုလို့ရှိရင်နောက်ကအခရာနဲ့ကတ်တဲ့ကနန်းနောက်ကနန်း3ကိုရွယ်ဗျ52ရပ်ပလက်ဖြစ်မယ်ဆိုရင်အခရာနဲ့ကတ်တဲ့ကနန်းနောက်ကနန်း2ကိုရွယ်ဗျအဲစုံထဲမှာအဲ့လိုပဲခွဲဗျတချို့ကျတော့ online မှာနေနည်းနည်းနားလည်မှုလွဲပြီးမှ53ဆိုရင်နှလုံးပေါင်းပြီးမှစုံမှာခွဲတာတွေအရှိကနန်းယူတာဖြစ်နေတာတွေအဲ့ဒါရောတော်တော်များများရှင်းပြရတယ်ဗျဖန်တီးရွေးခါကြလို့ရှိရင်သိပညာပေးမလို့ဖမ်းနဲ့ဖမ်းမယ်ဆိုရင်ကျတော့ပြည်သူတော်တော်များများဆုံးရှုံးထိခိုက်မှုဖြစ်ပါတယ်ဗျဟုတ်ဟေးအသိလေးတော့တင်မအောင်မယ်တကယ်တော့သူတို့ကလည်းလေသူတို့ကိုလဲထွက်နေသိတာဟိုလိုပြောလိုက်ဒီလိုပြောလိုက်တဲ့တကယ်တော့မဟုတ်ဘူးဒီမှာရှေ့ကနန်းယူတာမဟုတ်ဘူးနောက်ကနန်းကိုယူတာပါတဲ့တော့နောက်ကနန်းကိုပဲယူရမယ်နော်အမြဲတမ်းနောက်ကနန်းကိုပဲယူရမယ်ဒီလိုအခက်နဲ့နီးတဲ့ကနန်းကိုပဲယူပါမယ်တဲ့အဲ့ဒါမှဒါဆိုဒီနေ့ကမဖြစ်နေတဲ့တွဲစုပ်ဒီနေ့ကစုံနေရှင်းနေဆိုစုံနေမှာမပေးပါဘူးတဲ့ပထမတစ်ခေါက်ကပြောလိုက်တာအမလေးဒီနေ့စုံဒီနေ့ကစုံနေပါတဲ့စုံနေကိုရှေ့ကိုကြည့်ပြီးပေးပါတယ်တဲ့ဒါမှမလို့မယူပါဘူးတွေကိုဖြစ်ကုန်တယ်အဲ့တော့စုံနေမှာမပေးတယ်ဆိုရင်ခေါင်းနေမူလာတကယ်တော့မဟုတ်ဘူးနော်ပထမဒီဟာကိုလုံးဝမချိပါဘူးဒါကိုပဲကြည့်တာအဲ့ဒါရှင်းလေးပဲကျမတို့ပြည်သူတွေစုံမကိစ္စနဲ့တိုင်ပတ်လို့မဝသေးခင်ပါပဲမနေ့ဖြန်12ရက်နေ့ကစပြီးကျူဟာကိစ္စနဲ့ထပ်ပြီးတော့တိုင်ပတ်ကြရပါဦးမယ်ကျမတို့မနေ့ဖြန်12ရက်နေ့ကစပြီးတော့မှကျမတို့ရင်တွေကိုကျူဟာပေါ့နော်ကျမတို့ဝီတက်တေမှာပါတယ်ကျူဟာနဲ့ပဲစီရောင်းပေးတော့မယ်ပေါ့နော်စီဆိုင်ဒီဇိုင်းကိုကျမတို့နှစ်ခါတန်းလို့မရပါဘူးတန်းမဲ့ဆိုလို့ရှင်ကျူဟာကုတ်ကိုဖတ်လိုက်တဲ့ခါကျရင်ဒီကားကိုစီရောင်းပေးပြီးစားဆိုတာပေါ်သွားပါမယ်အဲ့လိုမျိုးပဲစီဆိုင်ဒီဇိုင်းနဲ့ကိုနှစ်ခါမရသလိုမျိုးပဲကျမတို့က BOC မှာထည့်ပြီးဆိုပြီးတော့မှဒန်ကိုမှာသွားတန်းလို့လည်းမရပါဘူးဒန်ကိုဝန်ထမ်းကကျမတို့ရဲ့ဝီတက်ကိုစကန်ဖတ်လိုက်လို့ရှိရင်ကျမတို့ရှေ့ဆိုင်မှာထည့်ခဲ့ပြီးသားဆိုတာပြန်ပေါ်သွားမှာပါအဲ့လိုပဲနောက်ထပ်ဘယ်ဆိုင်အောင်မှထပ်တိုးလို့မရပါဘူးเนาะဒါကသူတို့စီဆိုင်တွေအကုန်လုံးကို application ပေးထားမှာပါအဲ့တော့ကျမတို့ကကားတစ်စီးကိုတစ်နေ့ကိုတစ်ခါပဲတန်းလို့ရပါမယ်တစ်နေ့တောင်မဟုတ်တော့ဘူးเนาะစုံရက်မရက်နဲ့ဆိုတော့တစ်ရက်ချောင်းကိုတစ်ခါပဲတန်းလို့ရပါမယ်တခုကောင်းသွားတာစီတွေကိုမလိုအပ်ပဲနဲ့နှစ်ခါသုံးခါပတ်ထုတ်ပြီးတော့မှရောင်းစားနေတဲ့အဖွဲ့တွေတော့ပျောက်သွားမယ်ဒါပေမဲ့ခ
ခရီးသွားတဲ့လူတွေကြတော့ဘယ်လိုလုပ်ကြမလဲကျမတို့ဆိုလို့ရှိရင်ဒီကနေမန္တလေးကနေရန်ကုန်သွားမယ်ဆိုလို့ရှိရင်ဒီကနေစထွက်ပြီဆိုတော့ကျမတို့စီကိုကားကိုအပြည့်ထည့်ရတယ်ထည့်ပြီးလို့ရှိရင်ကျမတို့နေပြီးတော့မှတစ်ခါထည့်ရတယ်နောက်ပြီးရင်115မိုင်သို့မဟုတ်ကျမတို့0မိုင်မှာထပ်ပြီးတော့ထည့်ရတယ်အဲ့ဒီခါကျတော့ကျမတို့highway သွားတဲ့ကားတွေအနေနဲ့ဘလို့မှရန်ကုန်မန္တလေးအတွက်ကိုစီးရတစ်ခါတည်းထည့်ုံနဲ့မလုံလောက်ဘူးဘလို့လုံးကြမှာလဲညွှန်ကြားချက်ကကျူဟာနဲ့ဒါတနေ့ကိုတစ်ခါလို့ထုတ်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင် highway သွားတဲ့ကားတွေခရီးရှည်သွားတဲ့ကားတွေဘလို့လုံးမလဲဆိုတော့ညွှန်ကြားချက်ကတော့ထွက်မလာသေးပါဘူးအဲ့တော့ကျမတို့စုံမကိစ္စနဲ့ရောနော်ကျူဟာကိစ္စနဲ့ရောကျမတို့တွေတိုင်ပတ်ကြပါလို့နော်73တီမပြတ်လက်စေရန်နဲ့73စီအမှန်တကယ်လိုအပ်သူများအစဉ်ပြေချုံးမွေးစွာဝယ်ယူရရှိနိုင်ခြင်းရွယ်ပြီးအယောင်းဆိုင်များမှတရက်တွင်လက်ကျိန်သို့မဟုတ်3ကြိမ်တန်းစီဝယ်ယူမှုများရောနေပပျောက်စေရအတွက်အယောင်းဆိုင်များနေဖြင့်တယ်လီဖုန်း application ကိုအသုံးပြုပြီးစစ်စစ်ရောင်းချမှုများဆောင်ရွက်သွားမှာဖြစ်ပါ၏အဲလိုဆောင်ရွက်ရမှာအများပြည်သူဝင်တော့ဝင်ပို့မဖြစ်စေရန်နဲ့ပုံမရိုးရှင်းလွယ်ကူစွာဆောင်ရွက်နိုင်ရတဲ့ရင်ပိုင်ရှင်များမှapplication အသုံးပြုရန်နဲ့ registration ပြုလုပ်ရန်လုံးဝမလိုအပ်ဘဲအကြောင်းဆိုင်အခြေပြုစစ်စစ်တဲ့နည်းလမ်းဖြင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။မော်တော်ယာဉ်များအတွက်ဝီတက်ရဲ့ဘားကုတ်ကို၎င်းမော်တော်ဆိုင်ကယ်များအတွက်ဝီတက်ပါအချက်အလက်များကိုအသုံးပြုပြီး QR code ထုတ်ပေး၍၎င်း application ဖြင့်အလိုလျောက်စစ်ဆေးတဲ့နည်းလမ်းဖြင့်စစ်စစ်ရောင်းချပေးသွားမှာဖြစ်ပါတယ်။မော်တော်ယာဉ်များအတွက်ဝီတက်မှာပါရှိတဲ့ဘားကုတ်ကိုဆိုင်ဝင်ထမ်းမှစကန်ဖတ်၍စနစ်မှအလိုလျောက်စစ်ဆေးပြီးတရက်တွင်တစ်ကြိမ်မျှ73စီဝယ်ယူထားခြင်းမရှိသေးပါက73စီများဆက်လက်ရောင်းချပေးမှာဖြစ်ပါတယ်။အကယ်၍တရက်တွင်နောက်တစ်ကြိမ်ထပ်မံဝယ်ယူရန်မည်သည့်ဆိုင်တွင်မဆိုစကန်ဖတ်ပါက၎င်းရက်တွင်ပထမအကြိမ်ဝယ်ယူခဲ့မှုကိုဖော်ပြပေးမည်ဖြစ်ကစီဝယ်ယူခွင့်ရရှိမည်မဟုတ်ဘဲနောက်တစ်ရက်မှသာထပ်မံဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။တရက်တွင်တစ်ကြိမ်ဝယ်ယူပြီးနောက်ထပ်မံတန်းစီဝယ်ယူမှုများမရှိစေရေးစစ်စစ်တားမြစ်သွားမှာဖြစ်ပါတယ်။မော်တော်ဆိုင်ကယ်များရဲ့ဝီတက်မှာဘားကုတ်မပါရှိတဲ့အတွက်အယောင်းဆိုင်မှာ QR ကုတ်များထုတ်ယူရမှာဖြစ်ပါတယ်။ဟေလုံးထုတ်ယူနိုင်ရေးအတွက်ရင်ပိုင်ရှင်များအနေဖြင့်ဆိုင်ကယ်ရဲ့ဝီတက်ကိုအယောင်းဆိုင်ဝန်ထမ်းကိုပေးရပြီးဝန်ထမ်းမှ application မှာရင်နံပါတ်နဲ့တက်တန်းကုန်ဆုံးရက်များဖြည့်သွင်းက QR ကုတ်ထုတ်ပေးမှာဖြစ်ပါတယ်။ရင်း QR ကုတ်ကိုပိုင်ရှင်တွေဖြင့်ဖုန်းဖြင့်ဓာတ်ပုံရယူခြင်းသို့မဟုတ်အယောင်းဆိုင်မှာ print ထုတ်ပေးခြင်းဖြင့်ရယူသိမ်းဆည်းထားရှိရန်လိုအပ်မှာဖြစ်ပါတယ်။73စီဝယ်ယူတဲ့အခါတိုင်း၎င်း QR ကုတ်အားအယောင်းဆိုင်ဝန်ထမ်းတို့ပြသဝယ်ယူနိုင်မှာဖြစ်ပြီးမော်တော်ယာဉ်များတွင်စစ်စစ်တကဲ့သို့တရက်တွင်2ကြိမ်သို့မဟုတ်3ကြိမ်ဝယ်ယူမှုမရှိစေရေးစနစ်မှာအလိုလျောက်စစ်ဆေးရောင်းချပေးသွားမှာဖြစ်ပါတယ်။အယောင်းဆိုင်များမှ73စီများစစ်စစ်ရောင်းချရမှာနိုင်ငံတော်မှထုတ်ပြန်ထားရှိတဲ့မူဝါဒများနဲ့ညီရင်းအသုံးပြုခွင့်ပြုထားမှုအလိုက်73စီရောင်းချနိုင်ရေးကိုလည်းတပါးတည်းစစ်ဆေးမှာဖြစ်တဲ့အတွက်မိမိရင်အသုံးပြုခွင့်ရှိတဲ့ရန်များအတွက်သာ73စီဝယ်ယူခွင့်ရရှိမှာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။နေပြည်တော်ကောင်စီနယ်မြေရန်ကုန်မြို့မန္တလေးမြို့နဲ့တောင်ကြီးမြို့တို့မှာအခုလ12ရက်နေ့မှာစတင်ပြီး73စီအယောင်းဆိုင်များမှာ application ဖြင့်အလိုလျောက်စစ်ဆေးတဲ့နည်းလမ်းကိုစမ်းသပ်အသုံးပြုသွားမှာဖြစ်ပြီးစနစ်အားလိုအပ်တဲ့စစ်ဆေးပြုပြင်မှုများဆောင်ရွက်ပြီးပါကကြံမျိုးကြီးများမှာလည်းဆက်လက်ပြီး application ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ပြည်သူများရဲ့ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးမှုများကြောင့်73စီအယောင်းဆိုင်များမှာရင်တန်းစီမှုများလျော့ကျသွားပြီးပုံမှန်ဖြန့်ဖြူးရောင်းချနိုင်တဲ့အခြေအနေကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။